ကဲအားလုံးပဲသိကြနေကြတယ်ကောင်းရဲ့သားနဲ့ AI Esports YG ကိုဘာကြောင့်ရှုံးသွားတာလဲအဲ့ဒါမပြောခင်မှာမှတ်မိလိုက်ကြလား MPL PH Season 15 Grand Final TAPH First Onyx PH ပွဲမှာ Clara အမှတ်တမဲ့အမားလေးတစ်ခုကနေပြီးတော့ Champion ဆုကိုပါလွဲချော်သွားခဲ့တဲ့ပွဲပေါ့ပြန်ကြည့်လိုက်အောင် Carltese almost to respond there. The Lord inside the base. He counters it. အဲ့မှာ Clara ကိုယ်တိုင်ကလည်းသူ့အမောင် interview မှာပြောပြပြီးတော့ fan တွေကိုတောင်းပန်ခဲ့ပါတယ်ဒီလိုအမားရွေးမျိုးလေးတွေက Clara တို့လို top player တွေမှာတော့ရှိရင်တက်သစ်စ rookie player တွေမှာ rookie mistake ပေါ့နော်အမှတ်တမဲ့အခိုက်အတန့်တွေကတေချာပေါက်ရှိနေမှာပါအခုဆိုလို့ရှိရင် MSL မြန်မာ Season 2 Week 1 နဲ့ Week 2ပြီးသွားပါပြီအဲ့ဒီတည်းကမှလူစိတ်ဝင်စားမှုအများဆုံးပွဲဖြစ်ခဲ့တဲ့ AI vs YG ပွဲတွေက turning point ကနေတစ်ဆင့်အနိုင်ရနိုင်တဲ့ဖန်တီးမှုတွေရောပြီးတော့အမှတ်တမဲ့မှားသွားတဲ့အခိုက်အတန့်တချို့ကို break down လုပ်ပြီးတော့မှာဖြစ်ပါတယ်ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ rookie player Yori ရဲ့ mechanic ကတကယ်လက်ဝင်တယ်ကောင်းတယ်ဆိုတာကိုလူတိုင်းလက်ခံကြမှာပါ Yori ဖန်တီးပေးလိုက်တဲ့ game 1က turning point moment အခိုက်အတန့်လေးတွေကိုအရင်ကြည့်လိုက်ရအောင်လောက်ကန်တော့မှကြည်အောင်အော်ရောဖန်နီရောက်ပေါက်သွားတာဟဲ့လှတယ်ဟာဟဲ့ဆိုတော့နောက်မှာတော့ဒီမှာတော့ first start တယ်စပြီးတော့လုံနေပြီ Messi နည်းနည်းလေးတော့နောက်ကျနေတယ်ဆိုတော့နောက်မှာ Fanny ကတော့ retrieve ပါပေါက်ချင်နေတော့ Messi retrieve Fanny ပဲရအောင်ယူသွား Yori the Jungler အော်စတန်တွေအများကြီးကြားရမှာကျွန်တော် first start တဲ့ကိုရောက်ယူပြသွားတယ်တကယ်ကောင်းတဲ့ Jungler လောက်သွားကြတာရောက်ကြီးတွေးပါတွေတော့ပြန်ဖြည့်နေပြီဒါတဲ့သွေးတဝက်နောက်မှာ black ခြေနေရှိတိုင်းမှာတော့ Yori ခြုံထဲမှာတော့ကိုင်ထားတော့မယ်နောက်မှာ blink နေနဲ့တော့ထိုးပြီးတော့အသင်းဆောင်နေမှာ Flicker နဲ့ဝင်ထိုး retribution Yori တတ်တဲ့ကိုရောက်လူသွားတယ်နော်ဟန်နဲ့လူပေါက်တဲ့နေတာတခုမှလှလှပပလေးပဲကျွန်တော်တို့ first start နဲ့လူခဲ့တယ်ဗျာနော်ဒါလူသွားရလို့ပြောလို့ရတယ်လားလူသွားတာဟုတ်တယ်နော် Fredwin against ကိုမှနော်အဲ့လို first start တွေရလိုက်တဲ့အပိုင်းတော့ AI တော့ကတော့တော်တော်ကြီးကျင်တဲ့ချင်စရာလို့ပြောလို့ရတယ် Fredwin အားသာချက်တခုကြောင့်အများကြီးသွားပြီးကြည့်လို့ရတယ်ပေါ့နော်အဲ့တော့တစ်ဖက်မှာကျွန်တော်ဒီကားလီတို့ဘာလို့ဒီ hand ကို pressure မပေးနိုင်ဘူးဆိုရင်တော့ zone control ရ YG ကလည်းငယ်ပူပြီးအားသာတယ်ဗျာ Christian နဲ့ player လေးကျွန်တော်အားလေး match မှာတော့စပြီးတွေ့ရတယ် Black 23ချက်နောက်မှလည်း Messi လည်း full time နေမှာတစ်ဖက်ကလည်း Deadweight Demonic Force တွေသူ့အနေနဲ့စပြီးတော့သွားခြင်းနဲ့ check ထားပြီး backline မှာ Yori with the retribution first starter AI Esports စတင်ပြီးတော့တင်ပိတ်ထားလိုက်ပြီ consi play လေးလုပ်ပြီဗျာလောက်ပေါ်ရှင်မှာအပေါ်လင်းရကောင်တွေကိုသွားပြီးတော့တီးတော့မှာကောင်းတယ်ကွာဒီ consi play လေးကတော့1-1နေနဲ့ညက်ပြီးတော့ show သွားပြီเนาะဒါ 4-5 battle လေးလောက်သွားတယ်ရောက်ဒီ battle လေးကတော့တော်တော်လေးကိုကောင်းတယ်ဗျာเนาะတကယ် camp point ကိုရနိုင်မဲ့အနေထားတွေပဲဗျဒီနဲ့တော့လာနေပြီဘေးနားမှာပလင်းရှိတယ်ဆိုတာတီးလို့နေတယ် hey မိသွားပြီဝဝအေးကို level 2 step ကွက်တီပဲဒါပေမဲ့ win check cross ဘုံမပွင့်သွားဘူးဆိုရင်တော့ phobia ဒုံနဲ့4တွေနဲ့တော့တောက်ချောက်တွေတော့တူနေအောင်စီးဒီတီတိုင်းကိုချိန်ဝိုင်းတဲ့ပတ်ကပ်ပွိုင်းဘယ်တကူတော့ရေဆိုင်တဲ့ PA7 ဒီမှာလည်းထပ်ပြီးတော့မိသားသေးတယ်အလီတာနည်းနည်းတော့ကျွန်းနေပြီဆိုတော့အိုးကောင်းလိုက်တာ AI Esports ဗတဲ့တစ်ခုမှာ consi blink ကာပေးထားသေးတယ်နော် stick in mute Deadweight နဲ့နောက်မှာ stick win nature လေးပေါ်မတတ်သေးဘူးနောက်ဆုံးမှာ stick ကိုတော့ပိုင်မယ်နဲ့တပ်ပေးထားတယ်နောက်မှာ shut down ကြီးနောက်မှာ hand တော့ဘုံထတ်ချုပ်လီနာလေးကိုပါအဆုံးတတ်ထားတယ်ဗီဒီယိုကနှစ်ကောင် pick off AI စနေပြီးတော့သိမ့်ပိုင်သွားတယ်မပြန်လာတော့မလားအဆင်ပြေလာမယ်ဆိုလို့ရှိရင်တော့ bounce back battle လေးပါလေတွေ့ရတဲ့ကောင်းပါရဲ့သို့တော့ဒီ time မတိုင်ခင်မှာတစ်ဖက်က 1G နေနေလည်းတစ်ခါတည်းပဲရှင်းသွားဖို့တော့များနေတယ် 5v2 လေးပဲလာပြီးကြိုးစားနေကြတယ်ခိုင်တဲ့တစ်ခုတစ်ဖက်ကလည်း sense down နဲ့ပြန်ပေး stage popular stem နဲ့ Deadweight Demonic Force တွေ backline control ပြန်ပေးမှာ winner ချလေးပြန်ကာထားခဲ့မယ် shut down kill by PA7 and flare နဲ့ခါတော့ဘောထုမှန်တက်ခဲ့ damage ကြားမှာ bounce back battle AI Esports ပြန်ပြရတယ်ပဲကြာရှိနေကြတဲ့ချင်းတကောင်ပါ PA7 Messi လက်မြောက်ဖို့တော့ကြိုးစားနေကြတယ်ဆိုတဲ့ခိုင်တဲ့မှာ 2 man down နဲ့ပဲ 1G ပြန်လည်းပြီးတော့ forward ထားပါသေးတယ်ကဲအရင်ချဖို့ကြိုးစားလိုက်ပြီဗျာနော်ရင်းအနေနဲ့မသိပါဘူးအရင်ချပဲကြိုးစားလိုက်တာပဲသူတို့တော့အမားကြီးဖြစ်သွားမလားဖြစ်တော့မဖြစ်ဘူးဗျနော်အော် oh my gosh မစမရှိတော့ဟာယော Yori ဟုတ်တယ်ဟာဒီကရင်ကိုမိသွားပြန်ပြီရင်ကိုဝိုင်းသမားကြပြီဒါပေမဲ့ပဒန်2 master ထိုးထားသေးတယ်ရင်းနေတယ်တော့ Spiny cut လုံးနေတော့ပေးလိုက်ရပြီဒီမှာ appraiser ဝက်ပြန်လဲပြီးတော့ထွက်သွားသေးတယ်ဆိုပေမဲ့လည်းအော်ဒါပေမဲ့အလီတာတေသွားတယ် stage ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့တန်နေကဲဒီမှာလေဝဝ Yori what solo key ပါ Yori နေတော့ AI ပြန်လဲပြီးတော့ camera လာပြီးဒီကိုတို့ယေးဝင်ကြီးကနှစ်ခါမြောက်အောင်တော့ဒါဖို့ပါမှာနောက်မှာတော့ရင်တောက်လျှောက်တွေတော့အပြစ်ခံတိုင်းမှာ black fit crack နဲ့ဝင်လာသေးတယ်နောက်မှာ black ရသေးလားအော်ဟိုဘက်မှာရင်းတကောင်တေဝိုင်းနဲ့နောက်မှာတကောင်ချင်းစီဝင်လို့ဖြစ်ဟန်လေးကိုပါအဆုံးတတ်ထိုင်းတယ်ဟန်တေသွားရင်နေတော့ဒီကမှလော်လေးတော့ပြန်လှုပ်လို့ရပြီ
ဟုတ်တယ်တော့တော့လုံးလို့မရသေးဘူးအိမ်ပြန်လာမှရမှာဒီဘက်လီဒါကလည်းတေသွားတဲ့အတိုင်းဆိုတော့ဟေး စတေးကောင်းလုံးပဲပိုင်းပြသွားတယ်ဗျ Yori Fanny what the fish bro ဟာယောဝန်ကြီးကိုရအောင်ရှာပြီးတော့ပိုင်းပြသွားတာလော့ရသွားပြီဗျာ AI မျက်စိတမိတ်တွင်းမှာ bounce back နိုင်ဝန်ကြီးကိုကြည်ရပြီးတော့ show လို့တော့မရဘူး Yori what တကယ်ကောင်းလာရအောင်ကောင်းဖန်ကြီးကတော့ respect ပေးရတော့မှာလှတယ်တကယ်လှတယ်ရအောင်လော reset ပြန်ပြီးတော့ကြာသွားပြီလီနာနဲ့ stick ကသိမကြိုင်မှာပြန်ပြီးတော့ထွက်လာလို့ရှိရဲ့ဟဲ့ဘောလေးကြားတယ်ပါတစ်ချက်ပေါ့ထပ်ပြီးတော့ဝင်လာတော့ benefit grab 2 man ထပ်ပြီးတော့မိနေတဲ့ Messi တက်ဝဲတဲ့ move နဲ့ Sandstorm Yori backline မှာရှင်ထပ်ပြီးတော့အဆုံးသတ်ချက်ရှိနေကြတဲ့ Wave အောက်မှာချန်နေခဲ့နောက်တစ်ကောင်ဟန်အောင်မှာသိမ့်ပိုက်ထားရတယ်ပဲ Elida ပြန်ကြခဲ့ဆိုပေမဲ့ double kill တူ 1 for 2 trade okay ဒီ law တော့ AI Esport အရင် push လို့မရသေးပြန်ဘူးဗျာ 5k 4k DA ကျွန်တော် behind ကနေပဲ AI Esport ပြန်နေပြီးတော့တက်လာ Yori ပြန်ပြီးတော့မေးတာ session only ကိုပြန်ပဲကတ်လို့တပါကျိုးရတော့ကွတ်တီပဲအပါကောပေးသွားသေးတယ်ဗျာတကယ်ပဲဒီနေရာမှာတော့မေကိုထုတ်ပြနေတာဖြစ်လာပြီဗျာ Yori Kyrie မဟုတ်တဲ့ Yori ဒါမှလည်းလက်ဆွဲကတော့ Kyrie လာပဲပြတ်သားနေနေပဲဒီတခါမှာပေါ်လာတဲ့ log ကိုပါ AI Esport တွေတက်မှတ်ပြီးတော့သိပိုက်သွားပြီဗျာဒါဆိုရင်ဆက်ပြီးတော့ AI အတွက်အမှတ်တမဲ့ဖြစ်သွားတဲ့အခိုက်အတန့် YG အတွက်ကတော့နိုင်ပွဲရယူသွားနိုင်ခဲ့တဲ့အခိုက်အတန့်အဲ့ဒီအခိုက်အတန့်လေးတွေကိုဖြည်းဖြည်းချင်းကြည့်ကြမယ် Okay ဒီကနေစကြည့်မယ်ဒီကနေပြန်တော့ပြီးတော့စကြည့်အခုဒီမှာဒီနေရာမှာ Fanny ကသူတို့ကဒီမှာလိန်သွားရှင်းနေတယ်ဒါပေမဲ့ Lord ကိုလည်း force လုပ်မှကြောက်တော့ပြန်တက်သွားတယ်ပြန်တက်သွားတဲ့အချိန်မှာဒီမှာ Fanny ကလိန်ရှင်းပြီ Fanny လိန်ရှင်းတဲ့အချိန်မှာ Fanny မရှိတော့ဘူးအောက်မှာရှိနေတယ် Lord နာမှာမရှိဘူးလို့သူကတိသွားပြီ YG ဘက်ကတိသွားရဲ့အတွက်ကြောင့်မလို့သူတို့ Lord ကိုအမြန် force လုပ်တော့တာပဲအဲ့နေရာမှာပြောချင်တာဒီနေရာလေးထပ်ပြောချင်တာကဒီမှာ PH7 movement လေးကိုကြည့်ကြမယ် PH7 ကလည်းဒီမှာ OT ပေးလိုက်ပြီဒီနေရာမှာတွေ့လား OT ပေးလိုက်တယ် OT သူ့စီမှာမရှိတော့တဲ့အခါကျတော့မရှိဘူးဒါပေမဲ့ तू ကလော့လုတ်တလို့လိန်ရှင်းတလို့နဲ့ Yuri ကိုစောင့်ရင်းနဲ့လိန်ရှင်းလိုက်တယ် Yuri ရောက်လာတဲ့အချိန်မှာပဲ तू ကဝင်လိုက်တယ်ပေါ့နော်လော့ကိုမရမှာဆိုလို့ဝင်လိုက်တယ်လို့ပဲပြောရမှာပဲတေချာကြည့်လိုက်ရင် Yuri မလာနိုင်ပါဘူးကြောက်ပြီးတော့ဒါမဲ့ Yuri ကလာနေပြီဟာဒီအဲ့မှာကွာနော်ဒီနေရာလေးကတော်တော်လေးလွဲသွားတယ် Yuri ကလာပြီဒီနေရာမှာ PH7 ကဝင်သွားပြီတကယ်တော့ဒီနေရာမှာ PH7 နဲ့ Elita ရဲ့အတွေးကိုပြန်ပြီးတော့တွေးကြည့်မယ်ဆိုလို့ရှိရင်သူကလော့မရပါဆိုလို့ဝင်ပြီးတော့လော့ကိုဝိုင်းလောက်ပေးလိုက်တဲ့တဘောပေါ့နော်အဲ့လိုမျိုးလေးတွေးမိွားလို့ထင်တယ်တွေးမိွားရဲ့အချိန်မှာပဲမဒန်ဟာသူတို့ကို3 man ထိုးပြီးသားဖြစ်နေပြီအဲ့ထိကမတက်နိုင်တော့ဘူးဒီမှာ Elita ရှော့သွားပြီဒီမှာ PS7 လည်းရှော့သွားပြီမတက်နိုင်တော့ဘူးဒါပေမဲ့ဒီနေရာမှာပြောချင်တာဒီ minion လေးပေါ့ဒီ minion လေးကခုနတော့ Yuri ကဒီမှာထွက်လာပြီသူ့မှာ Yuri lock ခဲ့ရဲ့Yuri ရဲ့ movement ကိုကြည့်မယ်ဆိုရင် Yuri lock ခဲ့ရဲ့ပြန်ထွက်လာပြီပြန်ထွက်လာတဲ့အချိန်မှာသူ့မှာအချိန်ရသေးတယ်ဘယ်နှစက္ကန့်တောင်ရလဲဆိုတော့6 8ဒီမှာနော်ဆွဲပေးထားဒီမှာ Messi နဲ့ Black ကဆွဲပေးထားအချိန်ရရင်ဒီနေရာမှာသူ့ရဲ့ decision လေးဒါဒီ minion လေးကိုဒီမှာရှိရပြန်ကြည့်မယ်နော်ဒီမှာရှိရဒီ minion လေးကိုဒါသူရှင်းလိုက်နိုင်ခဲ့ရင် Prover မစားဘဲနဲ့တွားပြီးတော့ရှင်းလိုက်နိုင်ခဲ့ပေါ့နော်အဲ့နေရာကြီးအမှတ်တမဲ့လေးသူလွတ်သွားတယ်ပြီးရင်သူဒီမှာ record ထောက်တယ် record မထောက်ဘဲနဲ့ဖြတ်ရှင်းမလားအဲ့မှာတွေ့ဝေဝါးကြီးတကယ်လို့ခုန minion လေးကသူဖြည့်ရှင်းနိုင်လို့ရှိရင်ဒီနေရာကနေပြီးတော့သူ minion ကိုဖြတ်ရှင်းလို့ရတယ်ဆိုတော့ဒီ minion လေးတစ်ကောင်ကြောင်းမလို့ပေါ့နော်3ကောင်ကတက်ပြီးတော့ချက်ချင်းအန်ဝါနိုင်တာဖြစ်တယ်အဲ့တော့ဒီ minion တွေကိုဒါရှင်းနိုင်ခဲ့ပြီဆိုလို့ရှိရင် AI Esport အနေနဲ့ game ကိုဆွဲဆန့်ထားလို့ရကောင်းရနိုင်ပြီလေပေါ့နော်ပြီးရင် game 2 lot battle ကိုကြည့်ကြမယ်ညမှာလုံးဝမထင်ထားလိုက်တာ Yuri ပေါ့ Yuri ကဒီမှာ blink ကိုသူကအရင်ဖြတ်လိုက်တယ်ဒီအရင်ဖြတ်လိုက်တယ်ဖြတ်နိုင်မယ်လို့တော့မထင်ဘူးပဲဖြတ်လိုက်တယ်ပေါ့နော် okay အဲ့တော့ feather air strike ကုတ်သွားပြီ Yuri စီမှာဟိုကလည်းမရှိတော့ဘူး Audi က2ယောက်လုံးမရှိတော့ဘူးအဲ့ဒီ Audi မရှိတော့ဘူးဒီနေရာမှာ Messi
ဒီမှာပေါ်တယ်ကနေပြီးတော့ဝင်လာမှာဆိုလို့သူဒီမှာရှင်းတယ်ရှင်းဖို့လုပ်တယ်ဒီနေရာမှာဟန်သူကသွားပြီးတော့ကြည့်ပေးတယ်လီဒါကဒီမှာဗီရာရဲ့ position တွေကတော်တော်လေးကောင်းတယ်အဲ့ချိန်မှာ lock ကလည်းဟိုဖြစ်ပြီးဒီမှာအလီတာကိုကြည့်လိုက်ခုနကအလီတာကိုပြန်ကြည့်တယ်မက်ဆီကိုကြည့်ပြီးသွားပြီပေါ့နော်အခုအလီတာကိုကြည့်မယ်အလီတာကိုကြည့်လိုက်မယ်ဆိုရင် तू ကလည်း OT သုံးလိုက်ပြီအဲ့တော့ဒီမှာ OT ကမရှိတော့ဘူး3ခုဒီမှာလည်း blink ကမရှိတော့ပြီမယ်ဟန်ကလည်းမရှိတော့ဘူးဒါပေမဲ့လီနာကဒီမှာရှောင်သွားလိုက်နိုင်တယ်အလီတာရဲ့ OT ကို तू ရှောင်သွားလိုက်နိုင်တဲ့အတွက်ကြောင့်မလို့မက်ဆီကဒီမှာတတိလက်လို့ဖြစ်သွားတယ်မက်ဆီကအမှတ်တမဲ့ဒီမှာဟန်ကိုပဲ तू သွားပြီးတော့ကြည့်မိနေလိုက်ပြီးတော့လီနာကို तू မေ့သွားတဲ့ပုံရှိတယ်လီနာကိုသာ तू နည်းနည်းလေးဇုံလိုက်မယ်ဆိုလို့ရှိရင်သွားပြီးတော့ဟန်ပြပဲဖြစ်ဖြစ်ကွာမရအောင်ဆိုတာသိပေမဲ့လည်းဟန်ပြပဲဖြစ်ဖြစ်ဇုံလိုက်မယ်ဆိုလို့ရှိရင်လီနာအနေနဲ့ကသွားပြီးတော့ပုတ်နေမယ်ဆိုလို့ရှိရင်လီနာအနေနဲ့ကအော်ဒီယိုပေးခြင်းပေးသွားမယ်ဒါမှမဟုတ်နောက်ကိုစုံသွားမယ်ပေါ့နော်ဒီနေရာလေးကအခက်ရဖြစ်သွားတယ်မက်ဆီဒီနေရာမှာဟန်ကိုတော့ထိန်လိုက်ပြီးတော့လီနာကိုမထိန်လိုက်နိုင်ဘူးဖြစ်သွားပါတော့ဟန်ကိုပဲတော့ထိန်လိုက်နိုင်ပြီးတဲ့တဘောဖြစ်သွားပါပေါ့အဲ့တော့ဒါတော့ဖီနီမြင်တာပဲပြောပါပေါ့နော်ယူရိုအနေနဲ့ရောဘယ်လိုထင်လဲတော့မသိဘူးပြောသွားခဲ့လို့ရပါတယ်ဒီလိုနဲ့ပဲပေးဆက်လိုက်ရတာပေါ့နော်ဒါကဖီနီရဲ့ပထမဆုံး post match analysis video လေးဖြစ်တဲ့အတွက်ကြောင့်မလို့အမှားပါသွားခဲ့လို့ရှိရင်လည်းခွင့်လွှတ်ပေးကြပါနော် Okay ဖီနီပါ